ပြီးတော့လေမုတ်ဆိုးမနဲ့တခုလက်ဆိုတာကျိန်စာမိနေတယ်လို့ပဲနောက်အိမ်ထောင်ကိုယူခြင်းလို့တာကိုယ့်စိတ်ကိုအလိုလိုက်လို့တာယူလို့ရနေတာကျမလည်းယူလို့ရတယ်လို့ပေါ့မယူခဲ့ဘူးလေယူနေတဲ့လူကယူကြတယ်အဲ့လိုယူလိုက်ကြတဲ့လူရောစိတ်ချမ်းသာလို့လားကိုယ့်စိတ်ကိုအလိုလိုက်ပြီးယူလိုက်မိတာလေစိတ်ချမ်းသာမှုအပြည့်အဝရနေလို့လားအချစ်စစ်လားမှတ်ထားလိုက်ပါရခိုင်နှုန်းအပြည့်သူ့ရဲ့ရင်ဘတ်ထဲမှာဘယ်တော့မှတန်ဖို့မထားဘူးတန်ဖိုးထားဟန်ဆောင်ပြီးตาရပြတာပဲရှိမယ်တခုလက်နဲ့မုတ်ဆိုးမကိုပြောတာနော်အပြိုစစ်တို့မဟုတ်အမိခံအပြိုတွေကိုတောင်းသူတို့ကစားပြီးနားမလဲဘူးပြစ်သွားတာတချို့ယောက်ျားတွေကိုပြောတာအားလုံးကမဆိုလို့ဘူးကျမတို့လိုဟဲ့ယောက်ျားနဲ့နေပြီးတော့ခလေးတွဲလောင်းမွေးထားတဲ့မိန်းမကိုမှဘယ်လိုယောက်ျားကလာပြီးချစ်မြတ်နိုးနိုင်မလဲဟဲ့စဉ်းစားအချစ်စိတ်ရမယ်လို့ဘယ်လိုပေတံနဲ့မျောလင့်တယ်လဲကွယ်မမိုက်ကြပါနဲ့အေးကျမတို့လေယူတဲ့အခါမှာဤစိတ်နေအောင်စားဘူးသွားလို့ပဲအသီးတွေဝေစာနေအောင်တီးခွင့်ရပြီးပြီလေရတာကိုခံစားပြီးပြီလေကွယ်တော်ကြပါတော့ဟဲ့တစ်ဖက်ကမြဲနေရင်လဲထမိန်နာခိုစားလို့ရနေလို့မြဲနေတယ်မှတ်ပါသူ့ဘဝကမြဲနေနေမှာအစားတလုံးဖူလုံနေတာပေါ့ဖော်ကရှာရင်ပတ်စံပေးရမလဲသွေးသားတောင်းဆိုချက်ခန္ဓာလားသို့မဟုတ်ငွေလားဒါမှမဟုတ်ရင်နှမျိုးစလုံးလားအဲ့ဒါကြောင့်နေတာဈေးပေါ်တယ်လေစားလဲစားရတယ်တောက်လဲတောက်ရတယ်သွေးသားတောင်းဆိုချက်လဲပြေးလဲတယ်ခေအဲ့လိုအဖြစ်ခံရင်တော့တစ်မျိုးပေါ့ကျမတော့မရဘူး sorry ပဲဟုတ်ပြီကျမကအဲ့လိုပြောလိုက်လို့အမလေးဟဲယောက်ျားကြီးကဘလောက်ထိတောင်တန်ဖိုးရှိသွားတယ်လို့မဆိုလိုလိုက်နဲ့နော်သူတို့ကိုတဘာဝကအဲ့လိုတိရစ္ဆာန်စိတ်ရှိအောင်လို့ဖန်တီးထားတာ